HANA 1Q အကောင့်ဖွင့်နေမိထားတဲ့သူတွေအတွက် HANA 1Q အကောင့်ဖွင့်နေကိုအခုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ HANA 1Q application တွေကိုဝင်လိုက်ပါဝင်ပြီးကျွန်တော်တို့ပထမဆုံးစာမျက်နှာမှာ Caption Engine တို့ရှိချခါခီဆိုတာကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒုံးငွေကိုမူးကြဖွင့်နေကြီးဆိုတာကိုထပ်နှိပ်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ message တွေကိုရောက်သွားပြီးတော့မှဒီသူ့ရဲ့ကုတ်နံပါတ်တွေကိုပို့ခိုင်းမှာဖြစ်ပါတယ်အဲ့ဒါကို message တစ်ချက်ပို့ပေးလိုက်ပါတော့အဲ့ဒါပြီးရင်တော့ Utepon Tosuro Engine Hardware ကိုဆိုတာကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီ quality ထဲမှာဆိုရင်ကျွန်တော်တို့ရဲ့အချက်လက်တွေဖြည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ဖြည့်မယ် line ဖုန်းနံပါတ်ရွေးမယ်ပြီးကိုယ့်ရဲ့ ID card ဖြည့်မယ်ပြီးတော့နာမည်ပေါ့နော်အဲ့ဒါတွေအကုန်လုံးဖြည့်ပြီးသွားပြီဆိုရင်တော့ဒါအောင်ကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဂျုံချက်တုံးဝီဆိုတာကိုနှိပ်ပြီးတော့တုံးဝီကိုနှိပ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ engine bond ကိုလေးသူပို့ပေးမယ်ပေါ့နော်အဲ့ဒါလေး engine bond ကိုထည့်လိုက်ပါထည့်ပြီးသွားရင်တစ်ခါနောက်ထပ်ဂျုံချက်တုံးဝီဆိုတာကိုနှိပ်မယ် working ကိုနှိပ်မယ်နောက်ထပ်ဂျုံချက်တုံးဝီဆိုတာကိုနှိပ်ပြီးတော့ working ကိုထပ်နှိပ်ပါအဲ့ဒါဆိုရင်နောက်ထပ်စာမျက်နှာမှာတော့ကျွန်တော်တို့ ID card ကို scan ဖတ်ခိုင်းနေပေါ့နော်ဒီအဆင့်မှာတော့ကျွန်တော် ID card scan ဖတ်တာကိုမလုပ်ဘဲနဲ့ကြော်ပြီးတော့အခု 1Q အကောင့်ဖွင့်တဲ့နည်းလမ်းကိုပဲပြောပြမှာဖြစ်ပါတယ် ID card ကိုမှတ်ပုံမတင်တော့ဘဲနဲ့ down မယ်ဆိုတာကိုနှိပ်ပြီးတော့မှသွားပါမယ်အဲ့တော့ကျွန်တော်တို့ခုလိုပေါ်လာခဲ့ပြီဆိုရင် down မယ်ကိုနှိပ်လိုက်ပါပြီးရင်သူကမေးမယ်ပေါ့နော်မင်း ID card မှတ်ပုံမတင်မဲနဲ့ရှေ့ဆက်သွားမှာလားပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့က working ကိုနှိပ်ပေးလိုက်ပါနောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ရဲ့ဘဏ် password လေးလုံးထည့်ပေးရမယ်ပြီးရင်ကျွန်တော်တို့ရဲ့ဘဏ်အကောင့်ထည့်ပေးရမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ down ကိုနှိပ်လိုက်ပါပြီးရင်တော့ဒါနောက်ဆုံးအဆင့်ပေါ့နော်နောက်ဆုံးအဆင့်ကျွန်တော်တို့ရဲ့ဒီ password 6လုံးပေါ့နော်ဘဏ်ငွေလွှဲတဲ့အခါအသုံးပြုရမယ်ဘဏ်ဒီ software တွေကို login ဝင်တဲ့အခါအသုံးပြုရမယ် password 6လုံးဖြည့်ပေးရမှာဖြစ်ပါတယ်အဲဒီ password 6လုံးကိုဖြည့်ပေးလိုက်ပါပြီးရင်တော့ဒါကျွန်တော်တို့ရဲ့ ion download ဟက်ဆိုရိုဆိုတာဒီလိုပြလာမှာပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ရဲ့ HANA 1Q application account ဖွင့်တာပြီးဆုံးသွားပြီဖြစ်ပါတယ် HANA 1Q account ဖွင့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဘာထပ်လိုအောင်မလဲဆိုရင်ခုနပြောတဲ့ certificate password လိုပါတယ်အဲ့ဒီ certificate password ကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးပြောပြပေးမှာဖြစ်ပါတယ်